မင်္ဂလာပါဒီနေ့ညမြန်မာစံတော်ချိန်ညတနာရီခွဲမှာကစားမယ်ချန်ပီယံလိပွဲစဉ်1အဖြစ်လီဗာပူးတင်းနဲ့အက်တလက်တီကိုတင်းတို့ရှင်ပြိုင်ကစားကြမှာဖြစ်ပါတယ်အဲဒီပွဲစဉ်လေးအကြောင်းကိုတော့အနေငယ်သုံးသပ်ဆွေးနွေးပေးချင်ပါတယ်လီဗာပူးတင်းရဆိုလို့ရှိရင်ပရီးမီးယားလိကစားခဲ့တဲ့ပွဲစဉ်4ပွဲမှာဆိုလို့ရှိရင်တော့4ပွဲသလုံးအနိုင်ရထားတဲ့ဒူရီတော့အသင်းပဲဖြစ်ပါတယ်နိုင်ပွဲ4ပွဲစလုံးဟာနောက်ကျဂိုးများဖြင့်အနိုင်ရရှိထားခဲ့တာဖြစ်ပြီးတော့နောက်ဆုံးနှစ်ပွဲမှာဆိုလို့ရှိရင်တော့ပေးကုန်မရှိဘဲနဲ့ကလင်းရှေ့ရရှိထားခဲ့တာပဲဖြစ်ပါတယ်အက်တလက်တီကိုအသင်းကတော့လာလီဂါမှာဆိုလို့ရှိရင်စိုးရတဲ့ရာသီကိုစတင်နေရပြီးတော့မှပထမဆုံး၄ပွဲမှာဆိုလို့ရှိရင်တစ်ပွဲပဲအနိုင်ရရှိထားခဲ့တဲ့ဖြစ်ပါတယ်ဒါပေမဲ့လို့စင်မြူနီရဲ့အက်တလက်တီကိုအသင်းဟာချန်ပီယံလိမှာတော့အဆင်လာကောင်းနေတဲ့အလွန်အားကောင်းနေတဲ့အသင်းပဲဖြစ်ပါတယ်ခံစားပိုင်းနဲ့တံပြန်တိုက်စစ်ပိုင်းတွေရဆိုလို့ရှိရင်လည်းတတိထားရမယ့်အသင်းတစ်သင်းဖြစ်ရှိနေကြတာဖြစ်ပါတယ်။ဒဏ်ရာရကစားသမားတွေကိုကြည့်မယ်ဆိုလို့ရှိရင်တော့လီဗာပူးအသင်းမှာတော့ကတ်တီဂျုံနဲ့ဘတ်ဂျက်စတစ်တို့ဟာဒဏ်ရာရှိနေပြီးတော့မှအက်တလက်တီကိုမက်ဒရစ်မှာဆိုလို့ရှိရင်တော့ဂျူလီယန်အယ်ဗာရက်စ်အမတာဗီယနာကာရိုဆိုဂျီမီနက်ကဲ့သို့သောကစားသမားကောင်းတွေကလည်းဒဏ်ရာရရှိနေကြတာပဲဖြစ်ပါတယ်။ထိတိုက်တွေ့ဆုံမှုပိုင်းမှာဆိုလို့ရှိရင်တော့နောက်ဆုံး၅ပွဲမှာဆိုလို့ရှိရင်လီဗာပူးက2ပွဲနိုင်အက်တလက်တီကိုက2ပွဲနိုင်ပြီးတော့မှ1ပွဲတည်ကြထားပါတယ်။ဝက်တလီဇင်းမှာဆိုလို့ရှိရင်တော့လီဗာပူးအသင်းမှာကိုသမားအလီဆန်ဘက်ကနောက်တက်မှာဆိုရင်ဖရန်ဘောင်ကိုနတီဗန်ဒိုက်ကာကက်တို့ပါဝင်လာနိုင်ပြီးတော့မှအလဲတန်းမှာဆိုလို့ရှိရင်ဂရဗန်ဘက်ဇူစလိုင်းတို့ပါဝင်လာနိုင်ပါတယ်။ရှင်းတဲ့တိုက်ဆက်မှာဆိုလို့ရှိရင်တော့ဆာလက်ဖလော်ရီယန်ဝင်းကတ်ပိုနဲ့အီကီတီကီတို့ကိုပါဝင်ပွက်ထွက်လာနိုင်ပါတယ်။ဤဆက်ကတော့အချိန်ပိုင်းသာပါဝင်လာနိုင်မယ်လို့သုံးသပ်မိပါတယ်။အက်တလက်တီကိုမက်ဒရစ်ဘက်မှာဆိုလို့ရှိရင်တော့ရှင်းတိုက်ဆက်မှာဆိုဂရစ်မန်ဆိုလော့ချ်ဂလေရှာဘာရိုစ်ကုတ်တိုစီမွန်ဝမ်တို့ပွက်ထွက်လာနိုင်ပါတယ်။ကျွန်တော်သုံးသပ်မယ်ဆိုလို့ရှိရင်တော့ချန်ပီယံလိရဲ့ဖွင့်ပွဲစဉ်ဖြစ်တာနဲ့ညီလီဗာပူးအသင်းဟာအင်ကွင်းအားကိုအသုံးချပြီးတော့မှဒီပွဲမှာအနိုင်ကစားနိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်။အားလုံးရောဘယ်လိုထင်ကြလဲသုံးသပ်ဆွေးနွေးပြအောင်အားလုံးကိုကျေးဇူးတင်ရှိပါတယ်